Honor King က Limbo Series စကင်တွေဘလောက်မိုက်လဲဒီစကင်တွေကတကောင်ကိုအလကားနှီးပါရနိုင်နေဆိုတာကရုံတကယ်လားမင်္ဂလာပါပရိသတ်ကြီးတို့ရေ Honor Game မှာတော့စကင် series အသစ်တစ်ခုအနေနဲ့ Limbo စကင် series ရောက်ရှိနေပါပြီဒီ series မှာဆိုရင်စကင်3ကောင်ပါဝင်ပြီးတော့အဲ့ဒီကတကောင်ကို daily task တွေလုပ်ရုံနဲ့ free နှီးပါရရှိမှာဖြစ်ပါတယ်စကင်3ကောင်အနေနဲ့ကတော့တုံးဟန်ရဲ့ Dome Leader စကင်ရဲ့ Byron ရဲ့ Death Mouse စကင်ရဲ့နဲ့ Milady ရဲ့ Swamp Seer စကင်ပါဝင်လာမှာပါစကင်3ကောင်ရဲ့အင်္ဂိမ်းစကင် effect တွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပထမဦးဆုံး free ရမယ့်တုံးဟန်ရဲ့ Dome Leader စကင်ကိုအရင်ကြည့်ကြရအောင်ပါဒီစကင်ကတော့ event test လုပ်ရင်းနဲ့ပဲ event 10 drop ပြင်ရရှိမှာဖြစ်ပါတယ် free စကင်ဖြစ်တာမို့လို့ working animation တွေ record တွေမပါဝင်ပေမဲ့စကင် series ရဲ့ theme အတိုင်းခရမ်းပြရောင်စကင် effect အမိုက်စားတွေကိုတော့တွေ့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ Byron ရဲ့ Demo စကင်ကိုဆက်ပြီးကြည့်အောင်ပါ Byron ရဲ့ Limbo စကင်ကတော့ event draw အကြိမ်20မှာရရင်မရရင်အကြိမ်30မှာရမှာဖြစ်ပါတယ်ဒီစကင်ကတော့ free မဟုတ်ဘဲနဲ့ token တွေပါသုံးပြီးတော့ဖောက်ရမှာဆိုတော့ in-game စကင် effect ကတော့ပြောစရာမရှိအောင်ဆုံးပါလိရွှေရောင်နဲ့နက်ပြရောင် walking animation baseball ရိုက်ပြတဲ့ standing animation တွေနဲ့ recall lunge တွေအပြင်ကိုမှာစကင် effect တွေဆိုရင်လည်းပဲရွှေရောင်နဲ့နက်ပြရောင် effect စုံနေနဲ့ကိုပဲ design ဆွဲပြီးထားတာကိုတွေ့ရမှာပါနောက်ဆုံး Milady ရဲ့ Swamp Seer စကင်ဆိုရင်လည်းပဲ Byron ရဲ့ Limbo စကင်လိုပါပဲ event အကြိမ်20မှာရရင်ရမရရင်အကြိမ်30မှာရမှာပါစကင် design color အနေထားမှာလေးပဲ Byron စကင်လိုပဲ walking animation တွေ standing animation တွေအပြင် recall effect တွေစကင် effect တွေစုံလင်းနဲ့လူချင်းစရာကောင်းအောင်တွေ့မြင်ရမှာဖြစ်ပါတယ်စကင်တွေကိုကြည့်လို့ရပြီဆိုရင်တော့ဒီစကင်တွေဖောက်ရမယ့် event တွေကိုဆက်ပြီးတော့ကြည့်ကြရအောင်ပါ event ပုံစံကတော့မြေပုံတစ်ချက်နဲ့လာပါလိဒီမြေပုံကိုအကွက်30ပိုင်းဖြတ်ထားပြီးတော့ဖုံးကွယ်ထားပါလိအဲ့ဒီအကွက်30ကို event coin တွေသုံးပြီးတော့လှန်ရမှာပါ event coin တွေကတော့ event test တွေလို့ token တွေသုံးပြီးတော့ရရှိနိုင်ပါလိတခါလန်တိုင်းကုန်မဲ့ event coin ပမာဏကတက်လာမှာပါအကွက်လန်လိုက်တဲ့အခါမှာပဲကုန်မဲ့ event coin တွေကိုတော့အခုလိုပြထားပြီးပါလိဖုံးကွယ်ထားတဲ့မြေပုံအပိုင်း30တွေက10ခွက်ပြည့်အောင်လှန်နိုင်ရင်တော့ဒုံးဟန်ရဲ့ Dome Leader စကင်ကိုရရှိမှာဖြစ်ပါလိဒီ10ခွက်ကတော့ event test နေ့စဉ်လုပ်ရုံနဲ့လှန်လို့ရမှာပါမြေပုံ10ခွက်လှန်ပြီးသွားပြီးနောက်ထပ်10ခွက်စုစုပေါင်းအကွက်20လှန်ပြီးရင်တော့ second box တစ်လုံးရပါမယ်အဲဒီ second box ကိုဖွင့်ရင်တော့ Byron ရဲ့ Death Mouse စကင်နဲ့ Milady ရဲ့ Swamp Seer စကင်နှစ်ကောင်တွေကတကောင်ကိုကြပန်းရမှာပါ10ချိန်နောက်ပိုင်း draw တွေမှာတော့ event test လုပ်ရုံနဲ့တင်အဆင်မပြေနိုင်တော့ဘဲနဲ့ token သုံးပြီးတော့ coin ဝယ်ပြီးလှန်မှရပါမယ်အကွက်20ပြီးလို့ရလာတဲ့ Limbo စကင်ကကိုယ့်အကြိုက်မတွေ့သေးရင်လည်းမပူပါနဲ့နောက်ထပ်10ကထပ်လှန်ပြီးတော့အကွက်30ပြည့်ရင်ကိုလိုချင်တဲ့ Limbo စကင်ကိုချိန်တည်ရပါပြီဒီ event မှာကအရန်ကြီးကန်ကိုအားကိုးစီရမလို့ပဲနဲ့သူသတ်မှတ်ထားတဲ့အကြိမ်30သာလန်စကင်3ကောင်လုံးရမယ်ဆိုပြီးတော့အာမခံနေလာတဲ့ event မျိုးပါ event စကင်တွေကလည်းပဲစကင် effect တွေ share လန်းတဲ့စကင်တွေဖြစ်တာမလို့ပေးရတဲ့ဈေးနဲ့တန်တာထပ်ပူနေစေမဲ့ event မျိုးလည်းဖြစ်ပါတယ်ဒီ Limbo စကင်တွေကိုကြိုက်လို့ဝယ်သိမ်းမယ်ဆိုရင်တော့လိုအပ်မဲ့ token တွေကို 1shot7 gaming ရဲ့ Telegram account @1shot7 gaming မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ဒီနေ့ကုန်းစင်းဒီဗီဒီယိုတွေကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ